အားလုံးပဲမင်္ဂလာပါထောင်းရဲ့ YouTube အဖေက channel ကထောင်းရဲ့မိတ်ဆွေညီကောင်မတွေအားလုံးကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးကြိုဆိုပါတယ်နော်ကဲထောင်းကိုစောင့်မျှော်အားပေးတော့ကိုရီမိုင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပေါင်းများနဲ့ပြည့်စုံပါစေကောင်းမွန်သောနေ့ရက်တိုင်းကိုလည်းထာဝရကိုယ်စီပိုင်ဆိုင်နိုင်ပါသည်နောက်လုံငယ်ကိုင်ငယ်တွေအားလုံးပဲအဆင်ပြေကြပါသည်ထောင်းဘကဥဇပထမအနေနဲ့စုမကောင်းလေးတောင်းပေးပါတယ်ကဲအမျိုးတွေအားလုံးပဲမင်္ဂလာချီသောနေ့လေးပါပေါ့နော်ကဲမျိုးတွေအားလုံးပဲကဲကြံခဲ့တဲ့အပတ်မှာဆိုရင်လည်းကျွန်တော်ရဲ့မိတ်ဆွေကိုရီမတွေအားလုံးပဲเนาะကျွန်တော်တို့တွေကြံခဲ့တဲ့ဘက်မှာဆိုတောက်လျှောက်နေတိုင်းမှာငွေထုတ်ရကြံခဲ့တဲ့ဘက်ကကျွန်တော်တို့ဘယ်လောက်ထိအောင်မြင်လဲဆိုကြံခဲ့တဲ့ဘက်ကဒါရှစ်ကျိန်တီတီကိုရတယ်เนาะအကိုရီမတွေအားလုံးပဲရှစ်ကျိန်တီတီကိုရတယ်เนาะ30အင်္ဂါနေ့30ဆိုတဲ့ sorry เนาะအင်္ဂါနေ့83တကွက်ကောင်းနဲ့ရတယ်နော်ကျွန်တော်ညနေပိုင်းမှာ48ကိုမိန်းကနန်းနဲ့ရတယ်ပြီးတော့ကိုရီမတွေအားလုံးပဲဗုဒ္ဓဖူးနေ့မှာ30ကိုမိန်းကနန်းနှစ်သီးစားလေးနဲ့ရတယ်ညနေပိုင်း33အပူးပါထိုက်ရတယ်နော်ကဲ29နော်ဒါကြာသပတေးနေ့29မှာလည်းဒါရှယ်မိန်းကနန်းနဲ့ရတယ်ညနေပိုင်း60မှာလည်းဒဲမိန်းနှစ်သီးစားနဲ့ရတယ်နော်တောက်ကြနေပွဲသိမ်းမှာလည်းမနိုင်ညရရနော်ကိုရီမတွေအားလုံးပဲတောက်ကြနေပွဲသိမ်းမနဲ့သေးမှာ38ကို3မိုင်8ပိုင်ရောအားလုံးပဲအဆင်ပြေတယ်ညနေပိုင်းမှာလည်း8နဲ့5เนาะနေ့တိုင်းမှာဆိုရင်8နဲ့5ဆိုတဲ့သုံးလုံးအခွေလေးနဲ့82အခွေနဲ့အောင်မြင်တယ်ထပ်အောင်တို့ပေါ့เนาะဒါဒီရှေ့ဘက်တော့ကိုအဖွဲဝင်ထားတဲ့အမျိုးတွေအတွက်ကတော့เนาะဒါတောက်ကြနေမှာလေအကိုရီမတွေအားလုံးပဲလက်ဆောင်ပတ်ဒီထပ်အောင်အကြိုက်ဆုံးထုတ်ပေးထားတဲ့အကြိုက်ဆုံး main တစ်ကွက်ကောင်း82ဆိုတဲ့ဓာတ်ကွက်ကောင်းနဲ့ထီထီမိမိလေးတောက်ကြပွဲသိန်းလေးကိုရလိုက်တယ်နော်82ကိုဖွဲ့ဝင်တွေအားလုံးပဲရှေ့ဘက်အတွက်ကြိုဝင်ထားတဲ့မိသားစုဝင်တွေအားလုံး82ကိုဓာတ်ကွက်ကောင်းလေးထုတ်ပေးတာအားလုံးပဲနော်ကဲအသင်ပြေတယ်ကဲရလိုက်တဲ့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးအောင်မှာဘယ်လောက်ဖလို့တွေပေါက်လဲဆိုတော့ comment လေးမှာမှန်ပေးခဲ့ပြီဟုတ်ပြီနော်ကဲဟုတ်ကဲ့ပါကဲအားလုံးပဲကျွန်တော်တို့ဒါဒီဗီဒီယိုဖိုင်လေးဒီကျွန်တော်တို့ဒါမနက်ဖြန်6ရက်နေ့6ရက်နေ့တလင်းလာနေ့အဖွင့်နေ့မနက်ညအတွက်ထိုးရမယ်ပေါ့နော်ဒါထူးရှယ်မိန်ကနေအကြိုက်ဆုံး main တကွက်ကောင်းတွေကိုမျှဝေပေးတဲ့ video file လေးပဲဖြစ်ပါတယ်เนาะကဲဟုတ်ကဲ့ပါဒါကြောင့်မလို့ကိုရီမိုင်အားလုံးပဲ video file လေးကိုကြည့်နေပြီဆိုရင်အစားအဆုံးလေးကိုတည်တည်ချာချာလေးကြည့်ပေးမယ်တည်တည်ချာချာလေးနားတော့ပေးမယ်เนาะဟုတ်ကဲ့ပါကဲကြော်ကြည့်တာလို့ရေးကြည့်တာလို့မလုံးနဲ့ကိုကြော်ကြည့်လိုက်တဲ့နေရာကပောက်ကွက်ကြံခဲ့မှဆိုလို့ပေါ့เนาะကဲထောင်းရဲ့ဖွဲ့ဝင်တွေသမားတွေကတော့အထွေထူးပြောနေကြမလို့ဘူးတောက်ကြနေမှတဲ့ဒါပေးထားတဲ့လက်ဆောင်မိန်ဘက်သီးနဲ့ရောဒါထုတ်ပေးထားတဲ့ဓကွက်ကောင်းတွေကိုထီထီမီမီလေးနဲ့ရလိုက်တယ်နော်ကဲမရသေးဘူးဆိုတဲ့မိတ်ဆွေညီကောင်မောင်နှမတွေလူသက်တွေပါတယ်ဆိုတော့ဘာမှစိတ်တမကြနဲ့ကဲအားလုံးပဲ revive လေးကိုကြီးကျွနေပြီဆိုလက်မလေးတွေကိုစီနေမယ်နော်ကဲအားလုံးပဲရရှိတာရံဘက်ကရရှိတာတဲ့အကိုတွေမတွေပေါက်ကြီးလေးတွေမှအခုမှတွေးလို့မြင်လို့ပါဆိုတဲ့လူသက်မိတ်ဆွေကမင်္ဂလာပါလို့မှတ်ထားပြီနော်ကဲကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့6ရက်နေ့ဒါတလင်းလာနေမနိုင်ညမှာဘာကနန်းတွေကိုအဓိကထိုးရမယ်ဘယ်လိုကနန်းတွေကိုအဓိကထိုးတင်လဲဆိုတော့ထောင်းဒီဗီဒီယိုဖိုင်ထဲမှာပြောပေးသွားမယ်နော်ကဲကျွန်တော်တို့ကနန်းလေးတွေမပြောခင်ထောင်းအောင်ရှိမှာဒါရှေးဘတ်တော့ကိုဒါ3ရက်အတွင်းမှာဇာတို့စိတ်ကိုပတ်တီးနဲ့မွေးကနန်းကိုကာဆက်ဖွဲ့ဝင်ခြင်းနဲ့ဆိုတော့ကိုရီမတွေအားလုံးပဲကြည့်ရဆိုရင်ကျွန်တော်ဒါဒီညပြီးတော့မနက်ဖြန်7:00နာရီထိကိုဒါကာဆက်ဖွဲ့ဝင်လက်ခံပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲအားလုံးပဲဘယ်လိုဆက်သွယ်ရမလဲမသိသေးတဲ့အကိုရီမတွေအားလုံးပဲတော့ကျွန်တော်ဒီ view file လေးရအောင်ပါဆက်သွယ်ရမယ်ဖုန်းနံပါတ်ကိုပင်လေးထောက်ပေးခဲ့ပါမယ်ကက်ဆက်ကြီးကတော့ပုံမှန်တိုင်းပဲ1000ကျပ်ပဲเนาะဟုတ်ကဲ့ပါကဲအားလုံးပဲဒီ1000ကျပ်နဲ့ဝင်ဗာလေးတွေရမလဲဆိုတော့ကျွန်တော်တို့ဒါရှေးလာမဲ့အပတ်မှာဒါအပတ်တိုင်းမှာစောစောလေးရနေတဲ့เนาะဇာတို့စိတ်ကောပတ်တိရဲ့ဒါအာမခံမွေကနိုင်ရပါမယ်ကဲဟုတ်ကဲ့ပါယုံကြည်လို့ဆက်သွယ်ခြင်းနဲ့ဒါကက်ဆက်ကြီးကတော့ပုံမှန်တိုင်းပဲပေါ့နော်1000ကျပ်ပါယုံကြည်လို့ဆက်သွယ်ခြင်းတော့မိသားစုဝင်များအားလုံးပဲဒီညပြီးတော့မနက်ဖြန်7:00နာရီခွဲကိုနောက်ဆုံးပဲဒါအဖွဲ့ဝင်လက်ခံပြီးတော့မှဖြစ်ပါပြီပေါ့နော်ကဲဟုတ်ကဲ့ဒါရှေးဘက်ကမဝင်လိုက်ရတယ်ဆိုတော့မဝင်လိုက်ရဘူးဆိုတော့နော်လူသစ်မိတ်ဆွေတွေကကဲအားလုံးပဲနောက်ထောင်ရီမာတာအမြဲတမ်းလက်တွဲနေကြလူဟောင်းမိတ်ဆွေညီကောင်မနှမတွေကအားလုံးပဲလာဝင်ထားလို့ရပါပြီဗျနော်ကဲကျွန်တော်ဒါမနက်ဖြန်တဲ့ထိုးရမယ့်ကဏ္ဍလေးတွေလည်းပြောပေးမယ်နော်ဒါမနက်ဖြန်အတွက်နော်ကိုရီမိုင်အားလုံးပဲ6ရက်နေ့တလင်းလာတဲ့အဖွင့်လေးမနက်ညအတွက်အဓိကကစားရမယ်ထူးချက်ဝမ်ချင်းပတ်တီးကဘာလဲဆိုတော့9ပိုင်3ညပိုင်ပါ9ပတ်တီး3ညပတ်တီးเนาะ9ကိုကြာရင်9နဲ့ဆော့ပါ3ညကိုကြာရင်3ညနဲ့ဆော့ပါဟုတ်ပြီเนาะကဲအားလုံးပဲကိုကြိုင်းနေတဲ့ကဏ္ဍနဲ့လည်းတွဲပြီးတော့ကစားလို့ရတယ်
ကိုမှာဒါလုံးမိုက်အမှာရှိတယ်ဆိုရင်တွဲကစားလို့ရပါတယ်ကျွန်တော်အခုထုတ်ပေးမဲ့ကဏ္ဍတွေအားလုံးဒီ6ရက်နေ့တလင်းလာနေ့မနက်သေးမှမကြခဲ့ဘူးဆိုညနေသေးကိုပေါ်တင်ပြီးကစားမယ်เนาะဒါကြသွားရင်ဆိုညနေသေးကိုထောင်းဗာလေးဆိုအောင်လဲဆိုတာ video file ပြန်တင်ပေးမယ်ဟုတ်ပြီเนาะကဲဆိုတော့ကျွန်တော်ဒါမနက်ဖြန်မနက်ညအတွက်စောရမဲ့ကဏ္ဍလေးတောင်းပြောပေးမယ်เนาะငါးနဲ့ပတ်သက်လို့အဓိကเนาะလာပတ်သီးကိုမပတ်နိုင်ဘူးဆိုတဲ့ကိုရီမိုင်းငါးနဲ့တို့ကเนาะဒါအဓိကထိုးရမဲ့ main ကဏ္ဍက9နဲ့9ခွန်9859တေချာလေးလိုက်မှတ်ပါ9နဲ့9ခွန်9859ပါဒါ9နဲ့ကိုအဓိကစောရမယ် main ကဏ္ဍတွေเนาะအကိုရီမတွေအားလုံးပဲကဲဟုတ်ကဲ့ပါကဲအားလုံးပဲကဲ3ညာနဲ့ကိုလိုက်စောရမယ်ကဏ္ဍလေးပြောပေးမယ်3ညာနဲ့အဓိကလိုက်ထိုးရမယ်ကဏ္ဍလေးအားလုံးပဲ rewind လေးကိုကြည့်ရှုနေတော့အကိုရီမတွေအားလုံးပဲလက်မလေးတွေကိုစီတယောက်တစ်ချက်စီနှိပ်တာเนาะဒါပေမဲ့အကိုရီမတွေအားလုံးပဲလက်မလေးကိုစီတယောက်တစ်ချက်စီနှိပ်တာမယ်ကဲ comment လေးတွေအောင်ပါလေကဲအားလုံးပဲဒါရေဘက်ကမင်္ဂလာရှိတည်ပြီးတော့ရရှိတာတဲ့ကိုရီမတွေကပေါက်ကြီးလေးတွေမှန်ထားပြီเนาะကိုရီမတွေအားလုံးပဲအရင်ဘက်ကတော့ကိုရီမတွေအားလုံးပဲဖွဲ့ဝင်တွေရောနေတိုင်းတွေကလုံးဝကိုအစင်ပြေတာเนาะဒါဖွဲ့ဝင်သမားတွေဆိုရင်လည်းဒါကြံခဲ့တဲ့ဘက်ကတောက်ကြနေပါတယ်ပတ်တီရောအကြိုက်ဆုံးတကွက်ကောင်းနေပါရရပေါ့เนาะဒါထောက်အောင်တောက်ကြနေတဏီကုံသားမှာ82ကိုတကွက်ကောင်းပေးထားတာเนาะကဲပတ်တီ8ပတ်တီလည်းရတယ်82တကွက်ကောင်းလည်းရတယ်เนาะကိုရီမတွေအားလုံးပဲတကွက်တဲ့ကိုအားလုံးပဲအဆင်ပြေတယ်ဟုတ်ပြီเนาะကဲဟုတ်ကဲ့ပါကဲအားလုံးပဲကျွန်တော်ရဲ့ကိုရီမားတွေเนาะဒါ3ညနဲ့ထိုးရမယ် main ကဏ္ဍလေးပြောပေးမယ်3ညနဲ့အကြိုက်ဆုံးထိုးရမယ် main ကဏ္ဍက3ည2 3ည3 3ည2 3ည3ပြီးတော့3ည4 3ည8เนาะကဲအားလုံးပဲ3ညနဲ့ကိုအဓိကလိုက်ဆော်ရမယ်ကဏ္ဍလေးတေချာလေးလိုက်မှ3ည2ကဲ3ည3ရဲ့ပြီးတော့3ည4ရဲ့3ည8ကဲเนาะဒီကဏ္ဍလေးတွေကိုအဓိကဦးစားပေးပြီးကစားမယ်ကဲဟုတ်ကဲ့ပါကဲအားလုံးပဲကျွန်တော်ရဲ့ဒီ video file လေးကိုအားလုံးပဲ share လို့တက်တဲ့ကိုရီမအားလုံးပဲ2-3နဲ့သက်ဆိုင်တဲ့နေရာလေးမှာ share ပေးကြမယ်เนาะကဲအားလုံးပဲလူဟောင်းတွေလည်းပြန်လဲတွဲရှိပြီးတော့ထောင်းရဲ့ channel တင်ကလေးကို subscribe နေထားမယ်ကဲအကြိုက်ဆုံး main တစ်ခွက်ကောင်းလေးတွေပြောပေးမယ်เนาะဒါ3လုံးခွေနဲ့ main တစ်ခွက်ကောင်းလေးပြောပေးမယ်မနေ့ကကျွန်တော်6ရက်နေ့တလင်းလာတွေအပွင့်လေးနေကုံစာအတွက်အကြိုက်ဆုံးထူးချက်3လုံးခွေကပါလဲဆိုတော့389 38ကို3လုံးအပြီးပေါက်အခွေလေးအပူးလေးပါထက်ခွေကစားမယ်เนาะ38ကို3လုံးပြီးပေါက်အခွေလေးအပူးလေးပါထက်ခွေပြီးစော့ပါမယ်389ကဲအားလုံးပဲအကြိုက်ဆုံး main တစ်ခွက်ကောင်းလေးပြောပေးမယ်เนาะကဲ9ကြိုက်တဲ့ကိုရီမားတွေ9နဲ့ကိုအဓိကတစ်ခွက်ကောင်းလေးကစားမယ်ဆိုတော့ကိုရီမားတွေအားလုံးပဲ9နဲ့အကြိုက်ဆုံး main တစ်ခွက်ကောင်းသည်51 9နဲ့အကြိုက်ဆုံး main တစ်ခွက်ကောင်း51 3ညာနဲ့အကြိုက်ဆုံး main တစ်ခွက်ကောင်း3ညာ6เนาะ9နဲ့အကြိုက်ဆုံး main တစ်ခွက်ကောင်း51 3ညာနဲ့အကြိုက်ဆုံး share main တစ်ခွက်ကောင်း3ညာ6အားလုံးပဲเนาะ3ညာ6တစ်ခွက်ကောင်းပါ51တစ်ခွက်ကောင်းကဲအားလုံးပဲ good luck ပါကံကောင်းပါသည်အထောက် every file လေးကိုစာဆုံးကြည့်ရှုအားပြီးတော့ကိုရီမိုင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုရီချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံပါစေအလောက်ကခွင်လန်းလေးစင်ပြေကြပါစေကောင်းမွန်သောနေ့ရက်တိုင်းကိုထာဝရကိုစီပိုင်ဆိုင်နေပါစေအသက်ရှူလိုက်တဲ့မှာဝင်ငွေဒီတက်မကဝင်ကြပါစေမနက်ဖြန်6ရက်နေ့အလေးလာလေးအပွင့်ပွဲမှာထိုးတဲ့ကဏ္ဍများလေးပေါက်ကဏ္ဍများဖြစ်ကြပါစေဗျကိုလက်ပြအားလုံးပဲကံကောင်းပါစေနော်